အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီခွာဆိုင်ကနေကြိုဆိုပါရခင်ဗျဒီနေ့ပြပေးမှာကတော့ဘန်နာရောင်းမဘန်နာပေါ့နော်ဒါပေမဲ့အပင်ဆိုင်နီးလင်းနဲ့ပါပြောပြပေးမယ်ဘန်နာတစ်ခွာလေးတွေဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါကပင်တန့်နေဆိုရင်ပေါ့နော်ဒီလိုလေးအမြင့်ကလေးရဖွေးလေးတွေဗျာနော်ဖွေးလေးတွေမြေဖွေးလေးတွေကဒါရေမလောင်းထားလေးလို့နော်ရေလောင်းထားလေးလို့ရေလောင်းလို့ရှိရင်တော့ဖြစ်ရမလဲဆိုရင်ရေဝါတဲ့အနေထားဆိုလို့ရှိရင်ဒီလိုစိမ့်စိမ့်လေးဖြစ်နေမယ်နော်ဒီလိုစိမ့်စိမ့်လေးနော်အဲ့လိုစိမ့်အောင်ဒီရေလဲလောင်းပေးရတယ်ရေတစ်ခါဘန်နာဒီလိုအမြင့်လေရှူမြင့်ပေါ့နော်အမြင့်လောင်းချ TMA မူကားဘန်နာတွေကကျတော့ဒီမိုလေရှူမြင့်တွေပေါ့နော်အဲ့ဟာလေးတွေကသူတို့လာရေတစ်ခါလောင်းလို့ရှိရင်ဒီလိုခုနဒီဖွေးတဲ့အဆင့်ကနေပြီးတော့မှဒီအစိမ်းရောင်ဒီပေါ့နော်ဖြစ်သွားတဲ့အထိရေလောင်းပေးရတယ်ခမန်းကြချိန်ကတော့10မိနစ်ကနေ15မိနစ်ပေါ့နော်ဒီဘန်နဲ့ဆို15မိနစ်တော့အချိန်ပေးရတယ်ဗျာຫນွေဆိုလို့ရှိရင်တော့ညမနေ့ပေးနိုင်ရင်တော့ပိုအဆင်ပြေပေါ့နော်ရေငတ်မယ်ဆိုလို့ရှိရင်မဖြစ်လာမယ်ဆိုရင်ဒီအမြင့်ကလေးတွေရှုံသွားလာမယ်ပြီးရင်အောက်ရက်တွေကြမယ်ပေါ့နော်အရက်တွေပျော့ကြမယ်အဲ့လိုမျိုးပြီးအောက်ရက်တွေဝါလာမယ်ဒါရေငတ်တဲ့လက္ခဏာတွေပေါ့နော်ရေတောင်ငတ်ဘူးဆိုရင်အောက်ရက်တွေလည်းစိမ့်စိမ့်ဆူဆူရှိလာမယ်အဓိကတော့ဒီလိုတပင်တိုင်းအပင်တွေကတော့အရွက်ကလည်းအပွင့်လိုပဲလာတယ်ပေါ့နော်အရွက်တာလာနေလို့ရှိရင်ပန်းမရှိတယ်လာနေရပေါ့ပြောချင်တာရေမငတ်စီနေပေါ့နော်ရေမငတ်စီနေအဲ့လိုအမြင့်တလောင်းချပင်နေဆိုလို့ရှိရင်ရေကိုဝအောင်လောင်းပေးပါအုံးနဲ့ဆက်တဲ့လူကအုံးနဲ့ရေဆိုအောင်ထိလောင်းပေးပေါ့နော်โอเคအဲ့ဒါကရေလောင်းတဲ့ခန္ဓာဆေးအနေနဲ့ကတော့ကျွန်တော်မြရေစီကျွေးတင်တယ်ဒါလေးတွေကလေမြရေစီကျွေးတင်တယ်အဆင်ပြေလို့ပေါ့နော်တမျိုးနဲ့အဆင်ပြေရဆိုရင်တော့မြရေစီကိုကျွေးပေးပေါ့နော်မြရေစီအဝိုင်အောင်ဘူးလေနော်ပြီးရင်ပန်းပွင့်တာကိုလည်းကျွန်တော်ခဏပြောပါရနော်ပန်းပွင့်တာကညာပေါ့ဒါကတော့အယောင်းမထင်မှမပါဘူးเนาะဒီလိုမျိုးဒါပန်းကိုင်အဟောင်းပေါ့နော်ပန်းကိုင်အဟောင်းရဲ့အပေါ်မှာအရွက်၄ရွက်ရှိရမယ်၄ရွက်ဒီခေါင်းမပါဘူးပေါ့နော်ခေါင်းညွန့်မပါဘူး၄ရွက်ရှိမယ်ဆိုလို့ရှိရင်ပန်းပွင့်ပေါ်မှာ၄ရွက်ရှိပြီးသွားအဲ့ဆိုရင်သူကဒီအရွက်ဂျားကနေပွင့်နိုင်ကြီးရှိရပေါ့နော်ပွင့်နိုင်ကြီးဒါကရေဘူးရောက်ပြပေးတာရေဘူးရောက်ပြပေးတာတွက်ချက်တာပေါ့နော်အဲ့လိုမျိုးနော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာဒါကလုံးဝပန်းမပွင့်ရသေးဘူးဆိုလို့ပန်းမပွင့်အပွင့်ဟောင်းမရှိသေးဘူးဆိုတော့အပွင့်စီကျွေးလို့ဒီမျိုးအပင်ရလည်းနဲ့တန်နေပဲပေါ့နော်အပင်ရလည်းဒီလိုထွာလောက်ရှိလောက်မယ်တစ်ထွာလောက်ရှိမယ်ပုံမှန်တော့ဘန်နာရဲ့တမိုက်လောက်နေထားမှလည်းဒီလိုအနေထားမှလည်းပန်းပွင့်နေဗျာနော်အဲ့တော့ဒီတမိုက်ကိုကအပင်တန်အရင်ဆုံးလုပ်ပေးတယ်နော်ဒီလိုမျိုးတစ်ထွာလောက်ရှိပြီးပန်းကလည်းမပွင့်ရသေးဘူးဆိုရင်တော့အပွင့်စီတန်းကျွေးလို့ရရတကယ်လို့ခုနလိုပဲပန်းအပွင့်စီပဲချိန်မှကျွေးမလဲဆိုတော့ပြပေးမယ်နော်ခုနလိုပဲတမိုက်လောက်နေထားတော့ပန်းပွင့်နိုင်တယ်ဒီလိုတမိုက်လောက်နေထားလဲပန်းပွင့်နေဒါပေမဲ့ပန်းခိုင်လာမှာပန်းခိုင်quality မမီဘူးပေါ့တဝင်းပွင့်လာပဲပွင့်လိုက်မယ်ဒီလိုမျိုးနေထားဆိုရင်တော့ပန်း quality မီတိုင်းပေါ့နော်အဲ့တော့ထွာလောက်ရှိမယ်အပင်ဆက်ကထွာလောက်ရှိမယ်ဆိုလို့ရှိရင်တော့မပွင့်ရသေးဘူးဆိုလို့ရှိရင်တော့အပွင့်စီတန်းကျွေးလို့ရပြီနော်တကယ်လို့ဒါပွင့်ထားပြီးသားဖြစ်မှာပေါ့ဒီလိုမျိုးအနေထားမျိုးပွင့်ထားပြီးသားနေတာဆိုရင်သူရဲ့ဒီရွက်အဟောင်းရဲ့အပေါ်မှာ၄ရွက်ရှိရမှာပေါ့နော်ဒီခေါင်းညွန့်တစ်ဖက်ထဲမှာရေးရမှာနော်တစ်ဖက်ထဲကိုရေးရမှာဒီလို၄ရွက်အဲ့လို၄ရွက်ရှိရဆိုရင်တော့အပွင့်စီကျွေးလို့ရပြီတကယ်လို့၄ရွက်မပြည့်သေးဘူးဆိုရင်တော့အပင်အားစီကိုပဲကျွေးပေးပါဦးအပင်အားစီတော့မဟုတ်နှမ်းကြီးစီကိုပဲဆက်ကျွေးပေးပေါ့နော်တရွေ့ရှိမှအပွင့်သေးကျွေးအဲ့ဒါဆိုတော့ဘန်နာကပန်းအပကိုရောက်ကိုရှိရလို့ရှိရင်ကြီးလိုက်မပွင့်ရသေးဘူးဆိုရင်အပွင့်သေးတန်ကျွေးလို့ရတယ်ခုနကအပွင့်အယူဓာတ်အဟောင်းရှိမယ်အဲ့အပေါ်မှာ၄ရွက်ရှိနေပြီဆိုရင်တော့ကျွေးလို့ရတယ်၄ရွက်မပြည့်သေးဘူးဆိုရင်တော့အပင်အားသေးပဲဆက်ကျွေးပေါ့နော်အဲ့ဒါစီကျွေးရအပိုင်းမှာအဲ့ဆိုရင်တော့ဘန်နာဆိုင်ရလုံးဝမခက်ပါဘူးဘန်နာရောက်လာတဲ့တန်းချိတ်ုံပါပဲเนาะအိုးတွေလည်းပြင်စရာမလိုဘာမှလုပ်စရာမလိုဒီလိုမျိုးချိတ်ထားလိုက်မှဂျက်ကလေးကိုဖြောင်းအောင်ပြီးမှကိုရဂျက်ကလေးကိုဖြောင်းအောင်ပြီးမှကိုစိုက်မှတ်တန်းလေးမှာဟောလို့ချိတ်လိုက်ရုံမဲ့ဘန်နာရလုံးဝအဆင်ပြေရเนาะပန်းဝလို့ရှိရင်လည်းပန်လို့ရှိရင်လည်းအဆင်ပြေခင်ဗျာအဲ့တော့ကျွန်တော်ရှိမှဘန်နာရအများကြီးပဲရှိတယ်အားပေးလို့ရတယ်တအိုးကို8000တအိုးကို8000 7ပင်နဲ့8000ပေါ့နော်အများကြီးမရှိဘူးပေါ့ပြောချင်တာเนาะအဲဆိုရင်လည်း8000အများကြီးလို့ရှိရင်လည်း8000စီနဲ့ရောင်းပါတယ်ခင်ဗျအားပေးလို့ရပါတယ်โอเคဘိုင်ဘိုင်